အားလုံးပဲမင်္ဂလာပါဒီရာသီမှာပရီးမီးယားလိမှာဖလားလေးလုံးလမ်းကြောင်းမှာရှိနေတဲ့အသင်းကတော့မန်ချက်စတာစီးတီးအသင်းနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းနှစ်သင်းပဲရှိပါတယ်ဒါအမတန်မှဂုဏ်ယူစရာကောင်းတဲ့အခြေအနေတစ်ခုပါဒီရာသီမှာကျွန်တော်တို့အာဆင်နယ်ကမန်ချက်စတာစီးတီးနဲ့မတ်လ22ရက်နေ့မှာခါရာဘောင်းဘိုလူဝဲကန်ရပါမယ်ဒီပွဲကကျွန်တော်တို့ဒါအမီးသဘောမျိုးမှာဖလားအမီးသဘောမျိုးဖြစ်ပါတယ်။ဘာလို့ကျွန်တော်ဒီလိုမျိုးဖလားအမီးလို့ပြောရတာလဲဆိုရင်ကျွန်တော်တို့အာဆင်နယ်ကဒီဖလားကိုဒါရရှိသွားပြီဆိုရင်ငါတို့အသင်းကဖလားလေးလုံးစလုံးကိုရယူနိုင်စမ်းရှိတဲ့အသင်းဆိုပြီးတော့ကိုကျွန်တော်တို့ကစားသမားတွေကစိတ်ဓာတ်တွေမှာအမြင့်ဆုံးနေဖြစ်နေမယ်။အဖရိကမှာလည်းကျွန်တော်တို့ဒီရှုံးရွက်အဆင့်ကိုရောက်ရှိနေတယ်ဒီအဖရိကမှာတော့ဘယ်အသင်းနဲ့တွေ့ဆုံလဲဆိုတော့ဒီမဲခွဲပြီးမဆုံးဖြတ်ရသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေမသိရှိရသေးဘူးဒီအဖရိကမှာဆိုရင်အသင်းကြီးဆိုရင်လီဗာပူးရှိမယ်မန်စီးတီးရှိမယ်ချယ်ဆီရှိမယ်ကျွန်တော်ဒီအသင်းတွေကြံနေတဲ့အဖရိကကကျွန်တော်တို့ပြိုင်ဆိုင်မှုတွေပြင်းထန်နေအောင်ပါပဲချန်ပီယံလိမှာဆိုရင်တော့ကျွန်တော်တို့ကလီဗာပူးစင်နဲ့တွေ့ရှိနေပါတယ်ကျွန်တော်တို့ဒီချန်ပီယံလိမှာတော့ကျွန်တော်တို့ကန်ညာမှာကတော့ကျွန်တော်အသင်းကိုညံ့တာပေးတယ်လို့ပြောလို့ရပါတယ်ဒါဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီ bracket အရာလမ်းကြောင်းအရာကျွန်တော်တို့ကလေဗာကူဆန်နဲ့ရှုံးထွက်အဆင့်မှာတွေ့တယ်လေဗာကူဆန်နဲ့ရှုံးထွက်အဆင့်မှာတွေ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဘိုတိုကလစ်နဲ့ဒီ Sporting Lisbon နဲ့တွေ့မယ်ဒီနှစ်သင်းနဲ့ကျွန်တော်တို့လေဗာကူဆန်ကိုနိုင်ပြီးတော့ quarter final ကိုရောက်သွားပြီဆိုရင်ဒီနှစ်သင်းကလည်းကျွန်တော်တို့အတွက်အရင်ကောင်းတဲ့အသင်းတွေမဟုတ်ဘူးဒါချန်ပီယံလိမှာတော့ဘယ်အသင်းမှညံ့တယ်လို့ပြောလို့မရအောင်ဒါပေမဲ့ကျွန်တော်ဆိုလိုတာကဒီလီဗာပူးတို့မန်စီးတီးတို့ PSG တို့ချယ်ဆီတို့ဒီအသင်းတွေကတကယ်ကိုကောင်းတဲ့အသင်းတွေတကယ်ကိုဖွဲ့စည်းမှုကောင်းတဲ့ကစားသမားအင်အားတောင်းတင်းမှုအားကောင်းပြီးတော့ထိပ်တန်းကစားသမားရှိတဲ့အသင်းတွေမှာဒီ Sporting တို့ဆိုတာကတော့အသင်းကောင်းအသင်းဆိုပေမဲ့ဒီချယ်ဆီတို့လီဗာပူးတို့ Real တို့ PSG တို့တော့ကောင်းတဲ့အသင်းတွေမဟုတ်ဘူးပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီsemi final ကိုတက်ဖို့အတွက်အလားအလာရှိတယ် semi final မှာဆိုရင်စပါးရှိမယ်နယူကာဆယ်ရှိမယ်ဘာစီလိုနာရှိမယ်အက်တီကိုရှိမယ်ဒီအက်တီကိုဆိုရင်ကျွန်တော်တို့ဒီအုပ်စုမှာကျွန်တော်၄ကိုသွင်းပြီးတော့နိုင်ထားတဲ့အသင်းပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီဘာစီလိုနာဒီရာသီမှာအရန်ကောင်းနေတယ်ဆိုပေမဲ့ပက်ကစ်ပိုင်းမှာတော့သူတို့ကကောင်းတယ်ဒါပေမဲ့သူတို့ရဲ့ဒီ defensive ပိုင်းမှာတော့အရန်အားနေတယ်ပေါ့နော်ဒီအတွက်ကြောင့်အာဆင်နယ်ဟာဒီအသင်းတွေကိုကြော်ဖြတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့ဒီထိုင်တဲ့လမ်းကြောင်းကိုလွယ်ကူနဲ့တော့မဟုတ်ပေမဲ့အဲ့ဒီလမ်းကြောင်းကိုတော့ရောက်ရှိသွားမယ်လို့တော့ကျွန်တော်မျှော်လင့်တယ်ဒီဖိုင်နယ်မှာဒီဘက်ကမရနာ bracket ကတက်လာမယ်ဒီလီဗာပူးတက်လာမလားမန်စီးတီးတက်လာမလားရီယယ်မက်ဒရစ်တက်လာမလား PSG တက်လာမလားချယ်ဆီတက်လာမလားကျွန်တော်တို့ကဒီဘက်ကအသင်းနဲ့တွေ့ရှိပြီးတော့ဘိုလူပွဲမှာကျွန်တော်ရောက်ရှိမယ်လို့ကျွန်တော်မျှော်လင့်တယ်ဘိုလူပွဲမှာကျွန်တော်တို့ဒီချန်ပီယံလိကိုရရှိသွားမယ်လို့တော့ကျွန်တော်တို့မြင်တယ်ပြီးတော့ပရီးမီးယားလိကတော့လက်ရှိမှာမန်စီးတီးကို9မှတ်ဖြတ်ပြီးတော့ဥဆောင်နေတယ်ဒါပွဲစဉ်30ကစားပြီးတော့မန်စီးတီးကို9မှတ်ဖြတ်ပြီးတော့ဥဆောင်နေတာပေါ့နော်လက်ကျန်ပွဲကလည်း10ပွဲပဲကြာတော့တယ်ဒီ10ပွဲမှာဒါကျွန်တော်တို့ဒီဖိုကတ်ထားပြီးတော့ကျွန်တော်တို့မန်နဲ့အပြည့်နဲ့တကယ်ကစားမယ်ဆိုရင်ကျွန်တော်လက်ကျန်10ပွဲမှာဖလားနှလုံးရမလားဖလား3လုံးရမလားဆိုတာကကျွန်တော်တို့တွေစောင့်ကြည့်လိုက်အောင်ညီကိုတို့ရောအာဆင်နယ်အသင်းဒီရာသီမှာဖလားဘယ်နှလုံးရရှိသွားမလဲလို့ထင်ပါတယ်ညီကိုတို့ရဲ့အမြင်ကိုကွန်မန့်မှာရေးပေးခဲ့ပါအောင်နော်